အမေရိကန်အစ္စရေးနဲ့အီရန်တို့စစ်ပွဲဟာဘာလို့73စီစီးတက်ရတယ်လဲဆိုတာဒီဗီဒီယိုမှာပြောပြပေးသွားမှာပဲဖြစ်ပါတယ်အားလုံးပဲမင်္ဂလာပါကျွန်တော်နာမည်ကခွန်ဟန်မင်းစိုးပဲဖြစ်ပါတယ်အစ္စရေးနဲ့အီရန်တို့ကြားမှာတင်းမာမှုတွေဖြစ်လာတဲ့အခါကမ္ဘာ73စီစီးနှုန်းတွေကရုတ်တရက်ထိုးတက်သွားရခြင်းဟာအဓိကအားဖြင့်အရှက်လက်တွေနဲ့ကျွန်တော်တင်ပြပေးသွားမှာပဲဖြစ်ပါတယ်အရှေ့အလယ်ပိုင်းရဲ့အရေးပါမှုအရှေ့အလယ်ပိုင်းဒေသဟာကမ္ဘာရေနံထုတ်လုပ်မှုရဲ့အဓိကအချက်အရှာဖြစ်ပါတယ်အီရန်ဟာကမ္ဘာရေနံထုတ်လုပ်မှုထိပ်တန်းနိုင်ငံတစ်ခုဖြစ်တယ်လို့အဲ့ဒီဒေသမှာစစ်မီတောက်ရန်တခြားရေနံတင်ပို့တဲ့နိုင်ငံတွေရဲ့ထုတ်လုပ်မှုနဲ့တင်ပို့မှုကိုပါထိခိုက်လာနိုင်တယ်လို့ရေနံစီကွက်ကစိုးရိမ်ကြတာပါဟော်မုတ်ရေလကာကြားပိတ်ဆို့နိုင်ချေကြောင်းဒါကအရေးကြီးဆုံးအချက်ပါအီရန်အနီးနားမှာရှိတဲ့ဟော်မုတ်ရေလက်ကြားဟာကမ္ဘာရေနံစုစုပေါင်းရဲ့90%နီးပါးဖြတ်တန်းသွားလာရာလမ်းကြောင်းလည်းဖြစ်ပါတယ်အစ္စရေးနဲ့စစ်ဖြစ်လို့အီရန်ကဒီရေလမ်းကြောင်းကိုပိတ်ဆို့လိုက်မယ်ဆိုရင်ကမ္ဘာရေနံပြတ်လတ်မှုအကြီးအကျယ်ဖြစ်သွားနိုင်တဲ့အတွက်စီးနှုန်းတွေကြိုတင်ခုန်တက်သွားတာဖြစ်ပါတယ်ရေနံချက်စက်ရုံများပြစ်မှတ်ထားခံရနိုင်ခြင်းကြောင့်စစ်ပွဲပြင်းထန်လာရင်နှစ်ဖက်စလုံးတစ်ဖက်နိုင်ငံရဲ့စီးပွားရေးအခြေခံအဆောက်အအုံတွေကိုတိုက်ခိုက်လိမ့်ရှိပါတယ်အထူးသဖြင့်အီရန်ရဲ့ရေနံတွင်းတွေဒါမှမဟုတ်ရေနံချက်စက်ရုံတွေအတိုက်ခိုက်ခံရရင်ရေနံထုတ်လုပ်မှုလျှော့ကျသွားမှာကူစီးကွက်ကကြောက်ရွံ့ကြပါတယ်ယင်းဒီမြုံနံသူများ၏စိုးရိမ်စိတ်ကြောင့်စစ်ပွဲဖြစ်ပြီးဆိုတာနဲ့ရှေ့ရေးကိုမခမန်းနိုင်တော့တဲ့အတွက်ရေနံရောင်းဝယ်သူတွေဟာစီးတက်လာမယ့်အရေးကိုကြိုတွေးပြီးအကာအကွယ်အနေနဲ့အစင်းမြင့်ဝယ်ယူကြပါတယ်ဒီလိုစိုးရိမ်စိတ်ကြောင့်ဖြစ်ပေါ်လာတဲ့ဝယ်လိုအားကလည်းစီးနှုန်းကိုမြင့်တက်စေပါတယ်ပြောရရင်တော့ရေနံထွက်တဲ့ဒေသမှာမတည်ငြိမ်မှုဖြစ်တာကြောင့်ရေနံရရှိနိုင်မှုစပလီချော့နေသွားမှာကိုစိုးရိမ်တဲ့အတွက်73စီဈေးတွေတက်လာတိုင်းချင်းကြောင်းဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်